လာတာမှအကြက်ခံပရက်ခံကြည့်လိုက်ပါဦးသမီးရဲ့သမီးလေးဟာအမေရွေးတယ်လိုချင်ရကြားပြီးအားကြောင့်ဒီနေ့ surprise တိုက်ဖို့အတွက်လေးလုံးတောင်မှာထားတယ်ဆိုင်နာမယ်ပြီသမီးတော့ခေါ်လာခဲ့ရမ်းပြောသွားမှာ A few moments later ညလုံးပိတ်ပြီးချက် ဘာလို့ ညလုံးထား ဝင်းနေကြတာ ရလိုက်ပါဦး1 2 3 MH8 တွေလားဖေဖေ ဩသမီးကြိုက်တယ်လေဒါလေး အများကြီးပဲတော့လေးလုံးတော့ သမီးအတွက်ကြီးပဲသမီးအတွက်ကြီးပဲ နောက်နေ့အတွက်ကြီးတဲ့သမီးအတွက်ကြီးပဲ တော့ချဲလေသမီးအတွက်ကြီးပဲနော် အများကြီးပဲလေးလုံးတော့မှာ လာတာမှအကြက်ခံပရက်ခံကြည့်လိုက်ပါဦးသမီးရဲ့ ဟဲ့ဒါလေးဆိုသမီးចောင်းသွားရင်အဆင်ပြေတယ် तू က16လက်မတောင်ဆက်နေလေမေမေရဲ့အထဲမှာလည်းအကန့်တွေကအများကြီးပဲ laptop ထည့်မလား blog ရိုက်ဖို့အတွက်ကင်မရာကြီးထည့်မလား ဒါလေးကရေဆိုတဲ့ခံတယ်အသားလည်းအရန်ကောင်းတာမို့လို့အရန်ခိုင်တယ်သမီးရဲ့ အရမ်းပြောပါပဲဖေဖေရဲ့ခရီးသွားမှလည်းကွက်တီပဲဒါလေးလည်းချစ်စရာလေးဖေဖေ ဟောဒါကလည်းအိတ်ကက်တွေအများကြီးပဲလေခီးသွားပြီဒါလေးလွယ်လို့ရပါဗောသမီးရဲ့ဒါလေးလာတာပဲ ဒီကြီးဆန်နေကိုရဲ့ ဩမာရီအမေက ခလေးသိမလိုက်ရောက်ဘူးထင်တယ် တန်းခံတယ် လူကြီးဆန်နေသူက ဟေးဟာဒီအသေးလေးရတယ်လာတယ်ဒီအရှိမအကုန်ပစ္စည်းအကုန်ထဲလိုက်လေချက်လဲ အေးဟုတ်တယ်ဒါလေးကချစ်စရာလေးတော့ဟုတ်လေ အေးဟုတ်တယ် လိုလေးဆိုတော့လေ ဩတော့ကိုလွယ်လေ အေးတော့ နောက်ကနေလွယ်လေချက်အေး ခဲပြည့်တကယ်တော့ကျိုးပုံးကြီးတွေပြန်လာနေတော့မယ် ဩတို့၃ယောက်ဒီမှာလေးတစ်ယောက်တစ်လုံးဒီလိုလွယ်သွားမယ်လေချက်ကောင်းမယ်ဒီအတော့ကိုကြိုက်ဆုံးဖို့လို့သမီးလေးအတွက်တိတိကျကျရွေးရွေးဝယ်တာကွာ အခုထူပြကင်ထားတဲ့ MAH Young Tour Backpack Classic လေးကတော့ထူပြ daily ကြောင်းသွားတာကနေခီးသွားဖို့အထီကိုအဆင်ပြေမဲ့လွယ်အိတ်လေးပါရှင် laptop ထဲဖို့16 inches အကန့်လေးလည်းတီးတန့်ပါပြီးတော့ထူပြဆိုရင်အမြဲ vlog ရိုက်နေရဆိုတော့ camera ရင်းနဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေအများကြီးထည့်လို့လည်းစမ်းပါတယ်ရှင် and it's going to look so good with my school uniform ဒီရဲ့အရန်ချစ်စရာကောင်းတဲ့အိတ်လေးကတော့ MAH ရဲ့ Young Tour Backpack Classic လေးပါရှင်ဖေဖေအခုလွယ်ထားတာလေးကတော့ MAH ရဲ့ Young Backpack ကိုမှ dark gray လေးပါရှင် MAH ကပုံမှန် polyester တွေထက်ပိုပြီးရေဆိုခံအစွန်းခံပြီးအကျန်းခံတာမို့လို့ဘယ်ပဲတော့တော့စတိုင်ကြပြီးတော့ပစ္စည်းတွေအရန်ထည့်လို့ကောင်းပါရဲ့ရှင် Look how happy my daddy is မမေလွယ်ထားတဲ့ ash rose ပန်းရောင် MAH ရဲ့ mini bag လေးကတော့အထဲမှာဆိုရင်10 inches strapless sleeve လေးပါတယ်လို့ပစ္စည်းလေးအလွယ်တကူနိုင်လို့ရအောင်အရှိမလည်းအကန့်လေးပါပါတယ်ရှင် mini bag လေးဆိုရင်ချစ်ချစ်လစ်လစ်နဲ့ပစ္စည်းတွေလည်းအများကြီးဆက်ပြီးတော့လွယ်အိတ်ကျိုးလေးတွေရအစားဒီတေးကြတာမို့လို့မမေအပြင်သွားဈေးဝယ်ထွက်တဲ့အခါမှာလည်းအရန်ကိုအဆင်ပြေပါတယ်ရှင်ဒါလေးကတော့ MAH ရဲ့ zero backpack လေးပါရှင် wine color လေးနဲ့ဒီရဲ့လွယ်လေးကတော့ laptop 14လက်မအထီးဆက်ပါတယ်ရှင် MAH လွယ်လေးတွေကတစ်လုံးချင်းစီမှာသူ့ function နဲ့သူအသုံးဝင်ပြီးတော့ပုံစံမတူတာလေးတွေမို့လို့အကုန်လုံးသဘောကျကြမှာသိကြပါတယ်ရှင် MH8 လေးတွေကဒီဇိုင်းအစုံလေးနဲ့ဆိုတော့ထူပြေတို့ဘယ်တော့သွားစိတ်ပူစရာမလိုတော့ဘူးเนาะ surprise လုပ်ပေးတယ်ဖေဖေနဲ့မေမေကိုလည်းအရန်ချစ်တယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်တတာလေးလုံးဆိုပြီးတော့သမီးတို့ကတစ်လုံးအဘွားသမီးတို့ကမဲ